မင်္ဂလာပါကျွန်တော်နာမည်ဆိုဟိတ်မှာ SMEBI ရဲ့ founder တူဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေခြင်းတဲ့ subject လေးကတော့ marketing subject ထဲမှာအရေးကြီးတဲ့ differentiation ဆိုတဲ့ subject ဖြစ်ပါတယ်အဲ့ differentiation ကဘာကြောင့်အရေးကြီးလဲဆိုတော့ကျွန်တော်တို့ပြိုင်ဘက်တွေနဲ့အများကြီးရင်ဆိုင်နေရတဲ့အခြေအနေဖြစ်ပါတယ်ဒီတွင်မှာလည်းရှိတဲ့ထုတ်ကုန်တွေချင်းချင်းဒီပါထုတ်ကုန်တွေချင်းချင်းပြိုင်ဘက်တွေရှိတဲ့အချိန်မှာသူများနဲ့မတူအောင်လို့ကျွန်တော်တို့လုပ်ဖို့ကအရေးကြီးလာပါတယ်အဲ့ဒီဟာမှကျွန်တော်တို့က market ထဲမှာရှင်းတန်ရပ်တည်တယ်နောက်မို့ဆိုလို့ရှိရင်တော့အားလုံးနဲ့စင်တူဖြစ်နေတယ်ဆိုလို့ရှိရင်ဘယ် product ကိုရွေးချယ်ရမှမသိဘူးဖြစ်နေเนาะအဲ့အတွက်ကြောင့်မလို့သူများနဲ့ထူးခြားအောင် differentiation ဆိုတဲ့ subject လေးတစ်ခုကိုကျွန်တော်မျှဝေခြင်းတယ်အဲ့ဒါကတော့ပထမဆုံးနံပါတ်1က technology differentiation ပါကိုထုတ်လုပ်တဲ့ product တွေ service တွေမှာသူများနဲ့မတူအောင်လို့ technology ကိုမြင့်တင်ထားတာဟာအခုချိန်မှာအရင်အရေးပါလာပါနောက်ဒုတိယအချက်ကတော့ price နဲ့ quality ပါဈေးနှုန်းကကျွန်တော်တို့အမျိုးမျိုးရှိပါတယ် customer တွေကိုကျွန်တော်တို့တေချာလေ့လာပြီးတော့မှ research data အရလေ့လာပြီးတော့မှသတ်မှတ်ထားတဲ့ဈေးနှုန်းတွေရှိပါတယ် promotion တွေပေးတဲ့ဈေးနှုန်းတွေရှိပါတယ်အခုဆိုလို့ရှိရင်မိုးရင်းရာသီရောက်တော့မယ်နော်မိုးရင်းအတွက်အထူး discount ဈေးနှုန်းမျိုးဒါတွေမှသူများနဲ့မတူအောင်လို့အားလုံးကလည်းဒီချိန်မှာဒီလိုလုပ်နေတယ်သူများနဲ့မတူအောင်လို့ကိုယ်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေကိုစဉ်းစားပေးဖို့လိုပါတယ်နောက်တစ်ခုကတော့ product differentiation ပါ product တွေကလည်းအားလုံးကတူအောင်လို့ထုတ်လာကြတယ်အဲ့ဒီချိန်မှာ product တစ်ခုခုကိုသူများနဲ့မတူအောင်လို့ထူးထူးခြားခြားလေးထုတ်လိုက်တာမျိုး attraction ရှိတဲ့ packaging မျိုးလုပ်လိုက်တာမျိုးတွေဟာကျွန်တော်တို့အတွက်အရေးပါတဲ့အချက်တွေဖြစ်လာပါတယ်နောက်တစ်ခုကတော့ customer service ပါ customer service ကတော့ marketing သမားတွေလူတိုင်းပြောနေကြပါဘူးအားလုံးကတော့ customer service လို့ပြောတယ်လုပ်လဲလုပ်နေကြတယ်ဒါပေမဲ့တချို့နေရာတွေမှာလည်းလိုအပ်ချက်လေးတွေရှိနေတာတွေ့ရပါတယ်အဲ့ဒီဟာမှာ customer service မှာအရေးကြီးဆုံးအချက်ကတော့ဝန်ထမ်းတွေပါဝန်ထမ်းတွေကိုယ်တိုင်က customer service ကိုတကယ်လိုအပ်တယ်ဒါဟာတန်ဖိုးရှိတဲ့နော်ဝန်ဆောင်မှုတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်ထားလို့ရှိရင်လည်းဒီ customer service ဆိုတာကလည်းတခြားသူတွေထက်ပိုပြီးတော့ဦးစားပေးပြီးတော့လုပ်တဲ့လုပ်ငန်းစဉ်တစ်ချက်ဖြစ်လာပါတယ်နောက်တစ်ချက်ကတော့နံပါတ်5ချက်ကပေါ့နော် customer service ပြီးတဲ့အချိန်မှာအခုနောက်ပိုင်းမှာ customer service တက်ပိုပြီးအရေးကြီးလာတဲ့နောက်တစ်ခုက user experience ပါသုံးစွဲတဲ့သူတွေဟာ service ကိုယ့်ရဲ့ဝန်ဆောင်မှုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ထုတ်ကုန်ပဲဖြစ်ဖြစ်သူတို့တွေဟာအတွေ့အကြုံကောင်းတွေရကြပါတယ်အဲ့ဒီဟာကအရေးကြီးတဲ့အချက်ဖြစ်လာပါအရင်တော့ customer service ကိုနံပါတ်1တင်လာတယ်အခုနောက်ပိုင်းမှာ customer တွေကအတွေ့အကြုံကောင်းတွေကိုအများကြီးရကြပါတယ် service ပေးတဲ့နေရာမှာလည်းပုံမှန်ပဲဝန်ဆောင်မှုကတော့ပြုံးတယ်စကားချိုချိုပြောတယ်ဒီထက်ပိုပြီးတော့ဝန်ဆောင်မှုပေးလာတဲ့အချိန်မှာဒီဥပမာကိုယ့်ရဲ့ရုံးတစ်ခုကိုဝင်လာတယ်မင်္ဂလာပါလို့နှုတ်ဆက်တယ်ဝန်ဆောင်မှုတာမန်ပေးတာထက်စားလို့ရှိရင်တည်တည်ချာချာဂရုတစိုက်နဲ့ customer တယောက်ကိုဂရုတစိုက်နဲ့သူ့ကိုဒီလာလို့ရှိရင်ဘယ်လိုမျိုးအတွေ့အကြုံကောင်းတွေရလာနိုင်ဘယ်လိုမျိုး experience ကောင်းတွေရလာနိုင်လဲဆိုတာတွေကိုကျွန်တော်တို့ကလုပ်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့ customer တွေကကျွန်တော်တို့ ਨੇ ပို့ပြီးမြဲလာပါအဲ့တော့အချက်5ချက်ကအရေးပါတဲ့အချက်ဖြစ်လာပါတယ်နံပါတ်1ကခုနကကျွန်တော်ပြောပြီးတဲ့အတိုင်းပဲ technology differentiation နံပါတ်2က price နဲ့ quality differentiation ပါနံပါတ်3က product differentiation နံပါတ်4က customer service differentiation နံပါတ်5က user experience differentiation ပါဒီ5ချက်ကိုပိုင်နိုင်လို့ရှိရင်ကျွန်တော်တို့ဟာတိုင်ဘက်တွေထက်တာတဲ့ဝန်ဆောင်မှုတွေထုတ်ကုန်တွေကိုထုတ်လာနိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်